စစ်ကောင်စီကတရုတ်ယင်းနှီးမြုပ်နှံမှုတွေကိုဖိတ်ခေါ်နေချိန်မှာတရုတ်ဘက်ကနေမြန်မာနိုင်ငံဟာယင်းနှီးမြုပ်နှံမှုတွေအန်ဒီရဲ့အများဆုံးအဆင့်ဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။တရုတ်နိုင်ငံဟာ2021ခုနှစ်ကစလို့2026ခုနှစ်အထိမြန်မာနိုင်ငံမှာနိုင်ငံပိုင်ယင်းနှီးမြုပ်နှံမှုတွေမပြုလုပ်ထားပဲတရုတ်ဘဏ်တွေကလည်းမြန်မာမှာယင်းနှီးမြုပ်နှံရင်ငွေမထုတ်ကြီးပေးထားဘူးလို့လည်းပြောဆိုမှုရှိနေပါတယ်။စစ်ကောင်စီကတော့တရုတ်နိုင်ငံကိုယင်းနှီးမြုပ်နှံမှုတွေပြုလုပ်ဖို့ဖိတ်ခေါ်ထားပြီးမြစ်ဆုံစီမံကိန်းကြောက်ဖြူအထူးစီးပွားရေးစုံမန္တလေးမူဆယ်မိရထားလမ်းအပြင်စွမ်းအင်စီမံကိန်းတွေပါလာလုပ်ဖို့ပြောထားပါတယ်။ဒါအပြင်စစ်ကောင်စီအတွက်ငွေကြေးကျပ်တဲမှုတွေအတွက်တရုတ်ကဘီလီယံချီငွေကြေးတွေလည်းထုတ်ပေးထားတယ်လို့အတန်ထွက်လာပြီးတဲ့နောက်မှာပြည်တွင်းငွေဈေးတွေလည်းပြန်ငြိမ်သွားခဲ့တာပါ။ဒါအပြင်တရုတ်မြန်မာစီးပွားရေးကော်မတီတွေဖွဲ့ထားပြီး2026ခုနှစ်ကနေ2030ပြည့်နှစ်အတွင်းအမေရိကန်ဒေါ်လာ600ဘီလီယံအထိယင်းနှီးမြုပ်နှံမှုတွေရရှိဖို့ကြိုးစားနေတယ်လို့သိရပါတယ်။စစ်ကောင်စီကတရုတ်ယင်းနှီးမြုပ်နှံမှုတွေဖိတ်ခေါ်နေချိန်မှာတရုတ်လော်ဘီသူကမြန်မာနိုင်ငံဟာတရုတ်အတွက်ယင်းနှီးမြုပ်နှံဖို့အန်ဒီရဲ့အများဆုံးနိုင်ငံအဖြစ်စည်ရင်းသွင်းထားပြီးနိုင်ငံပိုင်လုပ်ငန်းတွေမလာဘူးလို့ဆိုပါတယ်။တရုတ်ယင်းနှီးမြုပ်နှံမှုလုပ်ငန်းအများစုဟာနိုင်ငံပိုင်သို့မဟုတ်ဖက်ဆက်လုပ်ငန်းတွေများပြီးတော့တရုတ်အစိုးရမူဝါဒတွေအတိုင်းလှုပ်ဆောင်ရတာဖြစ်တာကြောင့်လော်ဘီပြောဆိုချက်ကစဉ်းစားစရာဖြစ်ပါတယ်။လက်ရှိမြန်မာမှာလုပ်နေတဲ့တရုတ်လုပ်ငန်းအများစုဟာပုဂ္ဂလိကလုပ်ငန်းငယ်တွေဖြစ်ပြီးငွေအမောက်များတဲ့လုပ်ငန်းကြီးတွေမဝင်လာနေတာက9နှစ်မကရှိနေပြီမို့တရုတ်အာဘော်ကစဉ်းစားစရာကောင်းပါတယ်။စစ်ကောင်စီကတော့၎င်းတို့ကောင်းပေါင်းပြောင်းအစိုးရအသစ်ကိုအာဏာလွှဲပေးမယ်လို့ဆိုထားပြီးတရုတ်စီကယင်းနှီးမြုပ်နှံမှုအသစ်တွေကိုဦးသိန်းစိန်အစိုးရခေတ်လိုအုံနဲ့ကျင်းနဲ့ဝင်လာဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ထူးထူးခြားခြားတရုတ်လော်ဘီသူကမြန်မာနိုင်ငံဟာတရုတ်ယင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေအတွက်အန်ဒီရဲ့အများဆုံးအဖြစ်သတ်မှတ်ထားတယ်လို့ထုတ်ပြောလာတာကအံ့ဩစရာဖြစ်နေပါတယ်။နောက်ွယ်ကအကြောင်းတရားတွေလည်းအများကြီးရှိနိုင်ပါတယ်။မြဝတီကနေကုန်စည်တင်ဆောင်လာတဲ့ကုန်တင်ရင်60စီးကိုမွန်ပြည်နယ်ကြိုက်ထိုမြို့နယ်ထဲမှာတရားမဝင်ကုန်စည်ဆိုပြီးဖမ်းဆီးလိုက်ကအမှုဖွင့်လိုက်ပြီလို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်မြဝတီကနေကော့ဂရိတ်ဖအံတထုံဘီလင်းစတဲ့နေရာတွေမှာရှိတဲ့ဂိတ်တွေကိုဖျက်ကျော်လာပြီးတဲ့နောက်ပဲခူးထဲမဝင်ခင်ကြိုက်ထိုမြို့နယ်ထဲမှာအဖမ်းခံလိုက်ရတာပါ။တရားမဝင်ကုန်စည်တင်ဆောင်လာတဲ့ဆိုပြီးတော့ကုန်တင်ရင်60စီးလုံးကိုကြိုက်ထုတ်ခရိုင်တရားမဝင်ကုန်စည်တိုက်ဖျက်ရေးကော်မတီကနေအမှုဖွင့်အရေးယူတော့မယ်လို့တွင်းကုန်လုပ်ငန်းရှင်တဦးကမျှဝေထားပါတယ်။အခုလိုဖမ်းဆီးခံရတာကြောင့်ထိုင်းကုန်စည်တွင်းသူတချို့အဆင်မပြေဖြစ်နေပြီးအမှုဖွင့်ပြီးရင်ကိုပစ္စည်းကိုလေလံဆွဲပြီးပြန်ဝယ်ယူရင်တော့ကုန်ပြန်ရမယ်လို့ဆိုပေမဲ့တန်ဖိုးက2ဆမြင့်လာမှာဖြစ်ပြီးဈေးသက်တော့မှာပါ။တရားမဝင်တွင်းလာတဲ့ဆိုပြီးဖမ်းဆီးအရေးယူနေပေမဲ့တွင်းကုန်လိုင်စင်ကလည်းမချပေးသလိုကုန်သည်တွေတွင်းချင်တာတွင်းခွင့်မရတာကြောင့်ပြည်တွင်းမှာကုန်စည်ရှားပါလာပါတယ်။မြဝတီဖအံဘီလင်းလိုနေရာတွေကိုအဆင့်ဆင့်ကြောဖြတ်လာပြီးမှအခုလိုကြိုက်ထိုမှာအဖမ်းခံရတဲ့ဖြစ်စဉ်ကြောင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအပေါ်ပါအကျိုးသက်ရောက်လာနိုင်လို့ဈေးတက်မှာပါ။လက်ရှိမြန်မာပြည်သူတွေဟာကိုယ့်အတွက်ပုံမှန်လိုအပ်ချက်ကိုတောင်မှောင်ခိုလိုဝယ်သုံးနေကြရပါပြီ။ The United States military began major combat operations in Iran. 2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာအီရန်နိုင်ငံတီဟီရန်ကိုအစ္စရေးကတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာအမေရိကန်လည်းပါဝင်လာကြောင်းတရားဝင်ထုတ်ပြန်လိုက်ပါတယ်။အစ္စရေးလေဆိပ်မှာအမေရိကန်စစ်ဖက်လေယာဉ်တွေရောက်ရှိနေတာကိုပြင်သစ်ခီးသွားကဖော်ပြခဲ့တဲ့ပုံရိပ်တွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက်အစ္စရေးကစတင်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။အီရန်နိုင်ငံအတွင်းကစစ်ဖက်ရေးရာအဓိကကျတဲ့နေရာတွေမှာပြင်းထန်တဲ့ပောက်ကွဲမှုတွေဖြစ်နေပြီးရုပ်သံမြင်ကွင်းအများအပြားလဲပေါ်ထွက်လာနေလို့လေကြောင်းတိုက်ခိုက်မှုလို့ယူဆရပါတယ်။အီရန်ဘက်ကလည်းအစ္စရေးနဲ့အမေရိကန်ကိုတံပြန်တိုက်ခိုက်မှုတွေလုပ်နေပြီးတော့မစ်ဆိုင်းဒုံးကျည်တွေပစ်လွှတ်ခဲ့တယ်လို့အစ္စရေးဘက်ကလည်းတံပြန်ကာကွယ်မှုတွေပြုလုပ်ခဲ့ရတဲ့ရုပ်သံတွေပေါ်ထွက်လာပါတယ်။အမေရိကန်လေယာဉ်တင်သင်္ဘောတွေလည်းအီရန်အနီးအနားကိုရောက်ရှိလာနေပြီးတော့ဒီစစ်စင်ရေးမှာဘလို့ပါဝင်လှုပ်ဆောင်နေလဲဆိုတာမသိရသေးပေမဲ့ထရန့်ကအကြီးစားစစ်စင်ရေးလို့သုံးထားပါတယ်။အစ္စရေးနဲ့အမေရိကန်တို့ပူးပေါင်းပြီးတိုက်စစ်ဆင်နေကြပြီမို့ဘလောက်အခြေအနေထိရောက်ရှိသွားမယ်ဆိုတာမသိရသေးပေမဲ့ကမ္ဘာနိုင်ငံရေးစီးပွားရေးအပြောင်းအလဲကတော့ကြီးကြီးမားမားဖြစ်လာဖို့တော့ရှိနေပါတယ်။အီရန်ဟာစစ်ကောင်စီကိုလက်နက်လေယာဉ်စီငွေစက်ကူထုတ်လုပ်ရေးတွေနဲ့နည်းပညာတွေအထိရောင်းချပေးနေတဲ့နိုင်ငံဖြစ်တာကြောင့်ပြည်တွင်းမှာလည်းအကျိုးသက်ရောက်လာနိုင်ပါတယ်။မြန်မာတို့ရဲ့အသေးနှလုံးလို့တင်စားခေါ်ထားကြတဲ့ပကံမှာပြန်ပေးဆွဲတာတွေများလာနေလို့သတိပေးနေကြပါတယ်။ပကံဒေသမှာခီးသွားလာသူတွေကိုပြန်ပေးဆွဲတဲ့ဖြစ်ရပ်ဟာ10ကြိမ်ထက်မနည်းရှိနေပြီးတော့အများစုငွေပေးပြီးပြန်လွတ်လာကြတာများပါတယ်
ဗျက်တာပန်းဆက်လန်းလို့နာမည်ကြီးတဲ့ပကံပုတ်ပါလမ်းပေါ်မှာဖြစ်တာများပြီးတော့အိမ်စီးကားနဲ့လာသူတွေအဖြစ်များတာလို့ဆိုပါတယ်ငွေသိန်းထောင်ချီတောင်းခံပြီးငွေလွှဲရယူပြီးမှပြန်လွှတ်တယ်လို့ချင်းချောက်ခံရမှုတွေရှိနေတာကြောင့်ပြင်ပကိုထုတ်ပြောတာမရှိသလောက်နေပါတယ်ဆိုတော့ပကံဟာအမြင်လှသလောက်အတွင်းမှာတော့ကြောက်စရာကောင်းတဲ့ပြန်ပေးဆွဲငွေညှစ်တဲ့ဖြစ်စဉ်တွေဟာနေဆက်ဒေတာထက်ဆိုးဝါးနေပါတယ်ကဘာလှဲ့ခီးသွားတွေနေပါပေမဲ့ပြည်တွင်းဖျားဖူးတွေအလာများတဲ့ပကံမှာ GLMS စနစ်နဲ့စစ်ဆေးစောင့်ကြည့်နေတာပါဒီစနစ်ဟာဧည့်သည်ဘယ်နှဦးလာတယ်ဘယ်ကလာတယ်ဘယ်ဒေတာမှာနေထိုင်သူစတဲ့ကိုရေးအချက်လက်တွေပါပါတယ်လက်တလောပကံမှာရန်ကုန်ကရှေ့နေလို့ပြောဆိုကြတဲ့လူအပါ3ဦးပျောက်ဆုံးထားသလိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်းမိသားစုပျောက်ထားပါတယ်ပကံမှာလူပျောက်တဲ့ဖြစ်စဉ်တွေ10ကြိမ်ထက်မနည်းရှိခဲ့ပြီးလူပျောက်စင်တာဆိုရှယ်ပေါ်တက်လာပြီးနောက်ပိုင်းဖော်ပြတာမျိုးမရှိဘဲပျောက်ကွယ်နေပါတယ်တချို့အဆိုအရကြက်သိန်းထောင်ချီငွေနဲ့ပြန်ရွေးခဲ့ရပြီးတော့ပြန်လွတ်တော့လဲချင်းချောက်ခံထားရမှုတွေကြောင့်တိုင်ကြားထားတာတွေမရှိဘူးလို့သိရပါတယ်ဒါကြောင့်ပကံသွားမယ်ဆိုအထူးသတိထားဖို့လိုပြီးဒေတာခန်တွေကိုယ်တိုင်နှုတ်ပိတ်နေကြရတဲ့ဖြစ်စဉ်ကထူးခြားနေပြီးခူးဆိုင်ဖို့လိုပါတယ်။နွေရာသီပိတ်ရဲ့အလဲအပတ်သွားမဲ့သူတွေသတိထားသင့်ပြီးမိသားစုလိုက်ခီးသွားနေသူတွေလူပြက်တဲ့နေရာတွေကိုရှောင်ကြပါ။နေဆက်ကနေတွင်းကုန်တွေဖမ်းဆီးအရေးယူနေစေဖြစ်တာကြောင့်လမ်းကြောင်းနဲ့တင်ပို့မရပဲရှိနေကြပြီးလက်တလောအခြေအနေကအဖမ်းခံရရင်ဘယ်သူကမှတာဝန်မယူပေးနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။တရုတ်တွင်းကုန်တင်ဆောင်ရာရှမ်းမြောက်လမ်းကြောင်းမှာလမ်းတွေပိတ်နေတယ်လို့ရှမ်းတောင်အဝင်လမ်းကလည်းအစစ်ဆေးများတာကြောင့်ကုန်စည်တချို့တွန်းမရပဲရက်နာနေကြဆဲဖြစ်ပါတယ်။မြဝတီဖအံလမ်းကြောင်းမှာလည်းအဖမ်းဆီးတွေရှိနေဆဲဖြစ်ပြီးသိမ်းယူနေတာတွေများလို့ကုန်သည်တွေပစ္စည်းပို့တာရက်နာနေကြရတယ်လို့တချို့ကုန်စည်တွေဖမ်းဆီးတာခံထားရပါတယ်။တရုတ်နှစ်တစ်ကူပြီးဆုံးလို့လမ်းကြောင်းတွေပြန်ဆဖို့ပြင်ဆင်ကြပေမဲ့လမ်းကြောင်းတွေကိုဆက်လက်ပိတ်ထားဆဲဖြစ်တာကြောင့်ပြည်တွင်းမှာပါပစ္စည်းပြတ်တာတွေများလာပါတယ်။ကွင်းလန်းတွေရှိနေပေမဲ့အာမခံမှုမရှိဘဲတစုံတစ်ခုဖြစ်လာရင်တာဝန်ခံမှုမရှိတာကြောင့်ကုန်မှားသူတွေမရဲသေးတဲ့အခြေအနေဖြစ်ပြီးဆုံးရှုံးနိုင်ခြေကလည်းမြင့်မားတာကြောင့်ခိတ္တရနာကြတာလည်းရှိပါတယ်။တချို့ကုန်စည်တွေဆို6လကြာတဲ့အထိဝင်မရတဲ့အခြေအနေဖြစ်နေတယ်လို့လမ်းကြောင်းကျက်နေလို့ရက်နေကြရပြီးလက်ရှိကာလတွေမှာတွင်းကုန်လိုင်စင်ရရှိဖို့ကလည်းထီပေါက်တာထက်တောင်ခက်နေပါတယ်။ဒါကြောင့်ရန်ကုန်လိုနေရာတွေမှာကုန်ပစ္စည်းရှားပါးစပြုလာနေပြီးတော့ပုံမှန်ဆိုတင်းကြံမတိုင်မီကုန်သည်တွေကုန်စူးလေရှိပေမဲ့ယခုနှစ်မှာကုန်လှောင်ဖို့တောင်ကုန်စီဝင်မလာတဲ့အခြေအနေပါ။